မင်္ဂလာပါ The Red Devil Talk ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့ညနေမှာထူးသတင်းတစ်ပုဒ်သတင်းကောင်းတစ်ခုကျွန်တော် United Fan တွေကိုပေးဖို့အတွက်ကျွန်တော်ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ယာယီနီးပြ Michael Carrick ကိုကျွန်တော် Manchester United ရဲ့နီးပြအဖြစ်ခန့်အပ်ဖို့အတွက်အတော်ကိုနီးစပ်တဲ့အခြေအနေကိုရောက်ရှိနေပါပြီစာချုပ်သက်တမ်း2နှစ်နောက်ထပ်သက်တမ်းတိုးခွင့် +1သဘောတူညီချက်ရရှိဖို့တော်တော်ကိုနီးစပ်နေပါပြီ Michael Carrick အနေနဲ့ကတော့ Manchester United နီးပြယာရုကိုလက်ခံဖို့အတွက်ကဘယ်လိုအရာမျိုးကိုမဆိုသူကသဘောတူညီဖို့အဆင်သင့်ဖြစ်ပြီးသားမလို့မကြခင်မှာပဲကျွန်တော်တို့သက်တမ်း2နှစ်အပေါင်း1နှစ်နဲ့ Michael Carrick က signing လုပ်တော့မှာပါအဲ့တော့ကျွန်တော်တို့ Manchester United fan တွေအနေနဲ့ Michael Carrick နီးပြဖြစ်လာမဲ့အပေါ်မှာအမြင်ဘယ်လိုရှိလဲဆွေးနွေးပေးကြပါအောင်ပြီးတော့ကျွန်တော်တို့ Michael Carrick အကြောင်းကိုနည်းနည်းလေးပြန်ပြီးပြောကြည့်ရအောင်ပါကျွန်တော်တို့နီးပြ Erik ten Hag ကနေပြီးတော့ကျွန်တော်တို့မျှော်လင့်ချက်တွေအများကြီးနဲ့ကျွန်တော်တို့ Ruben Amorim ကိုပေါ့နော်ကျွန်တော်တို့ခန့်အပ်ခဲ့တယ်ဒါပေမဲ့ Amorim ဟာသူ့ရဲ့3-4-3 စနစ်ကိုကျွန်တော်တို့ဇွတ်အတင်း United မှာသွင်းခဲ့တယ်ဒါပေမဲ့ United နဲ့ကိုက်ညီမှုမရှိဘူးအဆင်မပြေမှုတွေများခဲ့တယ်ဗျာနော်ကျွန်တော်တို့အဆင်ပြေမလားပြေမလားနဲ့ United ဟာစောင်းခဲ့တယ် Ruben Amorim လက်ထက်မှာ Manchester United ဟာတန်းဆင်းမဲ့အန်ဒီရရှိတဲ့အထိကိုနှိမ့်ကျသွားခဲ့တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ Sergeant Redcliffe တို့ကနေပြီးတော့ကျွန်တော်တို့အသင်းရဲ့ legend တူဖြစ်တဲ့ Michael Carrick ကိုယာယီနီးပြအဖြစ်နဲ့ကျွန်တော်ခန့်အပ်ခဲ့တယ်ပေါ့ဒါဒီအားလုံးဟာကျွန်တော်တို့ United fan တွေအားလုံးနီးပါးသိပြီးသားအကြောင်းအရာတွေပဲဖြစ်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ Michael Carrick က United ကိုရောက်ရှိလာပြီးတော့ကျွန်တော်တို့4နှစ်3-1ကစားကွက်ကိုပြန်လဲပြီးတော့ကျွန်တော်တို့အသုံးပြုခဲ့တာကိုတွေ့ရတယ်ပြီးတော့အဲ့ဒီမှာဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ဒီဘဟုခန့်စစ်နေရာမှာ Harry Maguire Lisandro Martinez Delight Euro Heaven အဲ့ဒီကစားသမားတွေမှာကျွန်တော်တို့Delight နဲ့ Lisandro Martinez ကသူကဒဏ်ရာမကြာခဏရတတ်တယ်ဒါပေမဲ့ဒီ Euro နဲ့ Heaven ကနေပြီးတော့ဒီဘဟုခန့်စစ်ကိုပုံစံမပြတ်သွားအောင်လို့တာဝန်ယူနိုင်ခဲ့တာကိုလည်းတွေ့ရတယ်ပြီးတော့ကျွန်တော်တို့ Patrick Dorgu သူကကျွန်တော်တို့နောက်ခံအစွန်လူနေရာနေပြီးတော့ကျွန်တော်တို့winger အနေနဲ့ Michael Carrick ကသုံးခဲ့တယ်ပေါ့နော် Michael Carrick winger အနေနဲ့သုံးခဲ့တဲ့အချိန်မှာသူကတော်တော်လေးကိုပဲကျွန်တော်တို့အဆင်ပြေခဲ့တယ်အစောပိုင်းပွဲတွေမှာသူတိုးအားယုံအားကောင်းတယ်သွင်းကိုတချို့လည်းရခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ Patrick Dorgu တန်ရသွားတဲ့အချိန်မှာကျွန်တော် Matheus Cunha ဝင်ကစားတဲ့အခါမှာလည်း Manchester United ဟာပုံပြတ်မသွားဘဲနဲ့တည်ငြိမ်တဲ့ form တစ်ခုကိုကျွန်တော်တို့ပြသနိုင်ခဲ့တယ် Michael Carrick ရဲ့ဦးဆောင်မှုအောက်မှာကျွန်တော်တို့အသစ်ခေါ်ယူထားတဲ့ကစားသမားတွေဖြစ်တဲ့ Benjamin Sesko Brian Mbeumo ကျွန်တော်တို့ Matheus Cunha ဒီကစားသမားတွေဟာ Manchester United ရဲ့တိုက်စစ်ကိုထိရောက်ကျွန်တော်တို့မြင့်တင်သွားနိုင်တယ်ပေါ့နော်အရင်ခင်ကျွန်တော်တို့ Wildland တို့လက်ထက်ကနဲ့စာလို့ရှိရင်ဒီကစားသမားတွေ3ယောက်ဟာ Manchester United တိုက်စစ်ကိုတိတာထက်မြက်လာစေတယ်ပေါ့နော်ကျွန်တော်တို့ပြီးတော့ကြတော့ကျွန်တော်တို့ Kobe Mainoo ကိုကျွန်တော်တို့ Ruben Amorim က Bruno Fernandes နဲ့နေရာချင်းကစားပုံချင်းတူတယ်ဒါကြောင့်မလို့ Mainoo အနေနဲ့ပွဲထွက်ကစားခွင့်ရရှိခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော် Captain Bruno Fernandes ကိုကြော်နိုင်မှဖြစ်မယ်လို့ Amorim ကယူဆခဲ့ပေါ့နော်အဲ့ဒါနဲ့ Mainoo ကကျွန်တော်တို့အရင်ခုံမှာထိုင်ရတယ်ပြီးတော့ထွက်ခွာလူနီးပါးအထိဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒီမှာ Michael Carrick နီးပြဖြစ်လာတဲ့အချိန်မှာ Kobe Mainoo ကိုကျွန်တော်တို့
ပွဲထွက်အသုံးပြုလာတယ်ပြီးတော့Ruben Amorim လက်ထက်ကလို့မဟုတ်ဘဲနဲ့ကျွန်တော်တို့အသင်းကောင်းဆောင် Bruno Fernandes ကိုသူ့ရဲ့အဓိကအားသာချက်နေရာဖြစ်တဲ့ကျွန်တော်တို့AM ပေါ့နော်ကျွန်တော်တို့တိုက်စစ်ကိုအဓိကပုံဖော်ပေးတဲ့နံပါတ်10 role နေရာကို Bruno Fernandes ကိုပြန်ပြီးတော့ပို့လိုက်တယ်ပေါ့နော်အဲ့ဒီမှာBruno Fernandes ရဲ့ကျွန်တော်တို့ဖန်တီးနိုင်စွမ်းနေဟာတိတိတသာတက်လာခဲ့ပြီးတော့ကျွန်တော်တို့တရားဒီဖန်တီးမှုအကြိမ်ကြီးအများဆုံးအကြိမ်20နဲ့ကျွန်တော်တို့ Arsenal ကန်ဝင် Thierry Henry ကျွန်တော်တို့ Man City ကွင်းလေ De Bruyne တို့တင်ထားခဲ့တဲ့ဂိုးဖန်တီးမှုတရားဒီအတွင်းအကြိမ်20အများဆုံးအကြိမ်ကိုမိနိုင်ဖို့အတွက် Bruno Fernandes ဟာအခုချိန်မှာ16ဂိုးနဲ့အနိကဆုံးအနေအထားမှာရောက်ရှိနေပါတယ်လက်ကျန်ပွဲစဉ်တွေကိုသူက assistant တစ်ချိန်ရခဲ့လို့ရှိရင်တော့ Honorary နဲ့ De Bruyne တို့ရဲ့စံချိန်ကိုလိုက်မိသွားမှာဖြစ်ပြီးတော့အကယ်၍ assistant နှစ်ချိန်ရခဲ့လို့ရှိရင်သူကHonorary နဲ့ De Bruyne တို့ရဲ့စံချိန်ကို record တွေကိုသူကချိုးဖျက်သွားမှာဖြစ်ပါတယ်ကိုဘီမိုင်နူးဟာလည်းကျွန်တော်တို့ Casemiro နဲ့တွဲဖက်ပြီးတော့ကွင်းလယ်မှာအကောင်းဆုံးခြေစမ်းပြနေတာကိုတွေ့ရတယ် Ruben Amorim အသုံးမပြုခဲ့တဲ့ကိုဘီမိုင်နူးဟာအခုတော့ United ရဲ့အဓိကကစားသမားတဦးလို့တောင်ပြောရမယ့်အနေအထားကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ Michael Carrick ရဲ့လက်ထက်မှာဆိုလို့ရှိရင်အသင်းရဲ့အဆင့်အားလည်းဟိုတန်းစင်းစုံအန်ဒီရဲ့ကြာရောက်နိုင်တဲ့အနေအထားကနေပြီးတော့ချန်ပီယံလိဝင်ခွင့်ယခုတေချာသွားတဲ့အထိအောင်အသင်းလိုက်အနေထားနဲ့လည်း Michael Carrick ကကျွန်တော်ဆွဲတင်သွားနိုင်ခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒီ Michael Carrick တာဝန်ယူပြီးတဲ့နောက်မှာဆိုလို့ရှိရင် Premier League မှာကျွန်တော်တို့ Arsenal နီးပြ Arteta Manchester City နီးပြ Pep Guardiola ပြီးတော့ Michael Carrick ဒီနီးထိပ်တန်းနီးပြ3ယောက်ထဲမှာကျွန်တော်တို့ Michael Carrick ကသူတာဝန်ယူပြီးတဲ့နောက်မှာသူရမှတ်စုဆောင်းနိုင်မှုအနေနဲ့အများဆုံးဖြစ်ခဲ့တယ်အသင်းကိုတိတာတာကြီးကို Michael Carrick ကဆွဲတင်ပေးနိုင်တာကိုကျွန်တော်တို့မြင်ခဲ့ရတယ်ပြီးတော့ကျွန်တော်တို့လူငယ်တွေကိုပြုစုပြောထောင်တဲ့နေရာမှာကျွန်တော်တို့ Manchester United ရဲ့ Carrington ကတော်တော်လေးနာမည်ကြီးတဲ့အထဲမှာပါတယ်ပေါ့နော်ကျွန်တော်တို့ Class of 92 David Beckham Gary Neville Philip Neville Nicky Butt Ryan Giggs စားတဲ့ကျွန်တော်တို့ Postco တို့ပေါ့နော် Class of 92ကစားသမားတွေက Carrington ထုတ်ကုန်တွေဖြစ်တယ်လို့ကျွန်တော်တို့ Manchester United ရဲ့အစင်လာမှာလည်းဒီ Carrington ကလူငယ်ကစားသမားတွေကအသင်းကြီးတွေမှာကျွန်တော်တို့အသင်းကြီးကိုလာရောက်ပူးပေါင်းပြီးတော့ Manchester United ကိုကျွန်တော်တို့တရဲနီ DNA လို့ပြောတဲ့ United DNA လို့ပြောကြတဲ့အနိုင်မခံအရှုံးမပေးစိတ်တဲ့တွေနဲ့အသင်းကိုမောင်းနှင်ပေးသွားကြတာတွေကအထင်ရှားရှိခဲ့တယ် Carrington ထုတ်ကုန်တွေဟာ United အတွက်အမှန်တကယ်ကိုအရေးပါတဲ့နေရာမှာရှိတယ်အဲ့တော့ကျွန်တော်တို့ Manchester United ရဲ့လူငယ်ကစားသမားတွေဖြစ်တဲ့ကျွန်တော်တို့ Euro တို့ Heaven တို့ Kobe Mainoo တို့ဒီကစားသမားတွေဟာကျွန်တော် Michael Carrick လက်ထက်မှာတိတာတာတိုးတက်လာတော့တွေ့ရတယ် Carrick ဟာလူငယ်ကစားသမားတွေကိုအယောင်တင်ပေးတဲ့နေရာမှာလည်းအခုလက်ရှိအနေအထားတွေပေါ့နော်အကောင်းဆုံးလို့ပြောလို့မရလို့ရှိရင်တော့မှတော်ကိုကောင်းတဲ့အနေအထားကိုလုပ်ပေးထားနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ Manchester United ရဲ့ဒီတာဝန်ရှိပုံကိုယ်တွေနဲ့စာချင်တို့ကနေပြီးတော့ Carrick ကိုပဲ Manchester United ရဲ့နီးပြတစ်အဖြစ်เนาะအမြဲတမ်းနီးပြတစ်အဖြစ်ရွေးချယ်ခန့်အပ်ဖို့အတွက်ဆုံးဖြတ်ခဲ့ပုံရတယ်ဗျသူတို့အခုတော့ Michael Carrick နဲ့ဒီ2နှစ်အပေါင်း1နှစ်တတန်တိုးစာချုပ်အတွက်ဆွေးနွေးနေတာဟာအပိသက်တော်မှာဖြစ်ပါတယ် Michael Carrick ဟာတိတ်မကြခင်ကာလမှာပဲကျွန်တော်တို့ Carrington မှာလက်မှတ်ရေးထိုးပြီးတော့ Manchester United ရဲ့နီးပြတစ်အဖြစ်တရားဝင်ရောက်ရှိလာတော့မှာတရားဝင်ခံရတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ရှေ့လာမဲ့ဘောလုံးရာသီမှာချန်ပီယံလိဝင်ခွင့်ကလည်းရရှိခဲ့ပြီးကျွန်တော်တို့ Michael Carrick ရဲ့ဥဆောင်မှုတွေနဲ့အသင်းကိုထိန်းချောင်းမှုတွေလည်းကျွန်တော်တို့မြင်ခဲ့ရMichael Carrick ရဲ့ကျွန်တော်တို့ဥဆောင်မှုတွေနဲ့အတူကျွန်တော်အသင်းရဲ့အနေအထားတွေကိုလည်းကျွန်တော်တို့မြင်ခဲ့ရပြီးပြီပေါ့နော်အဲကြတော့ကျွန်တော်ရဲ့ Manchester United fan ညီကိုတွေအနေနဲ့
ကျွန်တော်လာမယ့်ရာသီမှာ Manchester United ဟာဘယ်ကစားသမားအသစ်တွေကိုကျွန်တော်တို့ဖြည့်တင်းသွားမလဲ Michael Carrick အနေနဲ့လာမယ့်ရာသီမှာကျွန်တော်တို့ပွဲတွေအများကြီးကစားရမယ့်အပေါ်မှာဘယ်လိုမျိုးဟန်ချက်ညီအောင်ထိန်းကြောင်းပြီးတော့အသင်းကိုလိုချင်တဲ့ရလက်ကောင်းတွေရရှိအောင်ဥဆောင်သွားနိုင်မလဲပြီးတော့ရောက်ရှိလာမဲ့ကစားသမားအသစ်တွေနဲ့ဘယ်လိုကစားကွက်တွေနီးဗျူဟာတွေအသုံးပြုပြီးတော့ကျွန်တော်ချန်ပီယံလိမှာပါအောင်မြင်အောင်လို့ Michael Carrick ကဘယ်လိုဥဆောင်သွားမလဲဆိုတာကိုကျွန်တော် Manchester United fan ညီအကိုတွေအနေနဲ့ comment မှာတစ်ချက်လောက်ဆွေးနွေးပေးသွားပါအောင်ကျွန်တော်အနေနဲ့ကတော့လာမယ့်ရာသီကိုချန်ပီယံလိညာချမ်းတွေကို Michael Carrick နဲ့အတူဖြတ်သန်းမှုအတွက်ရင်ခုန်စွာနဲ့စောင့်မျှော်နေပါတယ်အားလုံးပဲမင်္ဂလာပါ Glory Man United ပါခင်ဗျာ